တော်နဲ့မတူပဲတခါရင်းနဲ့ရွှေကြိုးဖြစ်သွားတဲ့တူမလေးကိုကားဝယ်ပေးဖို့စီစဉ်နေပြီဆိုရဲတတိမကြီးဆောင်ယွန်ဆန်မင်္ဂလာပါပရိသတ်လေးတို့ဒီ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဆောင်ယွန်ဆန်ကတော့အပြိုကြီးတယောက်ဖြစ်ပေမဲ့တူမတွေပေါ်မှာတော့မိခင်တယောက်လိုပြူစုစောက်ရှောက်နေသူတယောက်လည်းဖြစ်ပါတယ်ကိုရိုင်းအိမ်အောင်မပြူတော့ပဲတူရီတူမတွေကိုသာဖော်ပြူပြီးနေသွားဖို့ဒီစိတ်ကူးရင်ထားသူလည်းဖြစ်ပါတယ်သူအသက်ကြီးတာရဲ့အမိပြုဖို့တာသမီမယူပဲတူမတွေကိုသာအဖော်ပြူဖို့ဆုံးဖြတ်ချက်ချထားခဲ့တာပါအပြိုကြီးဖြစ်တဲ့ဆောင်းယွန်းဆန်ရှာဖွေသမျှငွေကြေးတွေကလည်းတူမတွေအတွက်လို့ဆိုရမှာပါပဲဆောင်းယွန်းဆန်ကအလုံးလုံးလို့ရလာတဲ့ငွေတွေကိုမိဘတွေကိုပြန်ပေးလိမ့်မရှိပါဘူးသူရှာသမျှငွေတွေကိုအလူတန်းလောက်တဲ့နေရာမှာအသုံးပြုသလိုတူမတွေကျောင်းစိတ်လိုအပ်တာတွေဝယ်ပေးတဲ့နေရာမှာသာအသုံးပြုလိမ့်ရှိပါတယ်အခုလေသူ့ရဲ့တူမကရွှေကြိုမှာတခါတည်းအရွေးခံလိုက်ရလို့ကားဝယ်ပေးဖို့အထီလုံးနေပြီလေဖြစ်ပါတယ်။ဆောင်းယွန်းဆန်ကတော့ကိုရိုင်းလည်းအမှုပညာလောကမှာကျင်လည်နေသလိုတူမချောလေးတွေကိုလည်းအောင်မြင်တဲ့အမှုပညာရှင်တယောက်ဖြစ်စေခြင်းနဲ့စိတ်ကူးရှိပါတယ်။အခုလေရွှေကြိုဖြစ်သွားတဲ့တူမဖြစ်သူတော်ရာလိုင်ထွန်းကိုရွှေကြိုတယောက်ဖြစ်ဖို့သူကပဲတိုက်တွန်းအားပေးခဲ့သလိုအဆဆအရာရာလောက်ကင်ပေးခဲ့တာလည်းဖြစ်ပါတယ်။ဆိုင်ယွန်ဆန်နဲ့သူရဲ့တူမကအသက်18နှစ်လောက်กว่าပါတယ်။အတော်နဲ့တူမတော်ဆက်တာဖြစ်ပေမဲ့ဆိုင်ယွန်ဆန်ရဲ့နုပြိုမှုကြောင့်ညီမတွေလားလို့မေးခံရမဲ့ပုံစံပါပဲ။ဆိုင်ယွန်ဆန်ကတူမလေးကိုငငယ်လေးတွေကလိုအပ်တာတွေလောက်ကင်ပေးပြီးစောင်းရှောက်ခဲ့တယ်လို့အခုလိုအရွယ်ရောက်တဲ့အချိန်မှလေအောင်မြင်တဲ့လမ်းကြောင်းပေါ်ရအောင်တွန်းတင်ပေးနေခဲ့တာလည်းဖြစ်ပါတယ်။တော်လာလိုက်ထုံးကအကျော်ဖြစ်သူရဲ့အမှုပညာသွေးအပြည့်ပါပုံပါပဲ။ရုပ်ရည်ပိုင်းမှာလည်းပြောစရာမရှိအောင်ချောမောတယ်လို့တရုတ်ဆောင်ပိုင်းမှာလည်းပြိသက်အကြိုက်တွေးစေမဲ့ပုံစံမျိုးပါပဲရွှေကြိုပြိုင်တဲ့အချိန်မှာလည်းဒိုင်းတွေခိုင်းသမျှဘလို့ပုံစံမျိုးကိုမဆိုတရုတ်ဆောင်နိုင်ခဲ့တာမို့ပြိသက်တွေကလည်းသဘောကျခဲ့တဲ့အထီပါပဲအခုတော့သူရဲ့အရေးချင်းတွေကြောင့်ပဲရွှေကြိုကိုတခါတည်းဝင်ပြိုင်ပြီးတခါတည်းနဲ့ပါဝင်ခွင့်ရခဲ့ပြီးလည်းဖြစ်ပါတယ်တော်လာလိုက်ထုံးတယောက်ရွှေကြိုတယောက်အနေနဲ့ရှောင်းလန်းခွင့်ရတော့မှာမို့ပျော်ရွှင်တာထက်အတော်ဖြစ်သူကပိုပြီးပီတီဖြစ်နေတာအသေးချပါပဲသူဖြစ်စေခြင်းနဲ့အမှုပညာလမ်းကြောင်းအစားတူမဖြစ်သူကဖြောင်းဖြောင်းတန်းရောက်သွားတာမို့ဝမ်းသာမဆုံးဖြစ်ခဲ့ရသလိုအဓိကပြောရတဲ့အကြောင်းကတော့တခါတည်းရွှေကြိုပြိုင်ပြီးရွှေကြိုပြစ်ခွင့်ရတာကိုပါပဲဆောင်းယွန်းဆန်ကရွှေကြိုဖြစ်ဖို့မနေ့စူးစမ်းခဲ့ရသူပါရွှေကြိုတယောက်ဖြစ်ချင်လို့စူးစမ်းခဲ့ပေမဲ့အချိန်တော်ကြာတဲ့အထိအရာမထင်ခဲ့ပါဘူးဆောင်းယွန်းဆန်ကဆယ်ကျော်တဲ့အရွယ်မှာရွှေကြိုဝင်လျှောက်ခဲ့ပူပါတယ်ဆိုင်ယွန်ဆန်ကရွှေကြိုပြိုင်ပွဲကို3ချိန်တီတီရှင်ပြိုင်ခဲ့ပေမဲ့3ချိန်စလုံးကြာရှုံးခဲ့တာလည်းဖြစ်ပါတယ်။သူကပြိုင်ပွဲမှာဘယ်လောက်ဒီကန်ဆိုးခဲ့လဲဆိုရင်လူ9ယောက်မှာ6ယောက်ရွေးရင်မပါတဲ့တယောက်ကသူဖြစ်နေခဲ့တဲ့အထီပါပဲ။ဆိုင်ယွန်ဆန်ကတော့ရွှေကြိုတယောက်ဖြစ်ဖို့တေချာအားစိုက်ခဲ့ပေမဲ့ထင်သလိုဖြစ်မလာတာကြောင့်3ချိန်မြောက်မှာဘယ်တော့မှမပြိုင်တော့ဘူးလို့ဆုံးဖြတ်လိုက်တာပါပဲ။ကဲမကောင်းလို့ဖြစ်မလာခဲ့တဲ့ဆောင်းရုံးဆန်ကတော့အမှုပညာရှင်တွေကရွှေကြိုလုပ်ဖို့ကန့်လန့်လာတဲ့အချိန်မှသာရွှေကြိုတယောက်ဖြစ်ခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။အမှုပညာရှင်ကြီးတွေကရွှေကြိုတွေကိုအမှုပညာအတိုင်းဝိုင်းကလူတွေကနေခေါ်ပြီးလောက်ခိုင်းခဲ့တာမို့ရွှေကြိုဖြစ်ခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။အဲ့လိုမျိုးရွှေကြိုတယောက်ဖြစ်ခွင့်ရဖို့ခက်ခဲဆိုင်ရုံးဆန်ကတူမတူဖြစ်အောင်မြင်မှုကိုကြီးမြောက်တဲ့အနေထားနဲ့ကားတစ်စီးဝယ်ပေးဖို့အထိစီစဉ်နေခဲ့တာလည်းဖြစ်ပါတယ်။ငကိုကလေးကတူမတွေကိုချစ်တဲ့တော်တရားမို့အမှုပညာလောကမှာတူမလေးမျက်နှာမငယ်ရအောင်သူ့အနေနဲ့အစွမ်းကုန်ပံ့ပိုးပေးသွားဖို့စီစဉ်နေရလည်းဖြစ်ပါတယ်။ဆိုင်ယွန်ဆန်ကတော့ကိုရိုင်းကခက်ခဲနဲ့အမှုပညာလောကရဲဝင်ခဲ့ရပြီမိတူမလေးကိုတော့အောင်မြင်တဲ့အမှုပညာရှင်တယောက်ဖြစ်အောင်အစွမ်းကုန်ပံ့ပိုးသွားတော့မှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီနေ့တော့ဒီလောက်လေးနဲ့ရနာလိုက်ပြစေရှင်ခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပါစေရှင်